ဒီနေ့ကျွန်တော် digital marketing မှာအရေးကြီးတဲ့အကြောင်းအရာတစ်ခုကိုပြပြချင်ပါတယ်။ဒါကို digital marketing မှာအကြီးမားဆုံးမောင်းယွန်းမှုတစ်ခုလို့လည်းပြောလို့ရပါတယ်။အဲ့ဒါကဘာလဲဆိုရင် Banetry metric အကြောင်းပါ။ Banetry metric ဆိုတာကကျွန်တော်တို့စာရွက်တွေပေါ်မှာ report တွေပေါ်မှာကြီးကောင်းတဲ့အရာတစ်ခုပေါ့။ follower like တွေများနေပေမဲ့ကိုယ်လုပ်ငန်းရဲ့ဝင်ငွေ revenue ဒါမှမဟုတ်ရွေချက်ဖြစ်တဲ့ကိုတကယ်အထောက်အကူမပြုတဲ့တိုင်းတာမှုတွေလို့ကျွန်တော်တို့ပြောနိုင်ပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီးဥပမာတစ်ခုနဲ့ကျွန်တော်ရှင်းပြပါမယ်။ဒါက Next Daily ဆိုတဲ့ influencer ကသူ့ရဲ့ seminar တစ်ခုမှာပြပြသွားတာပါ။သူပြောတာကသူ့မှာ follower million များစွာရှိတဲ့ main account တစ်ခုရှိတယ်။ဒါပေမဲ့အဲ့ဒီ account က video တွေရဲ့ view အရေအတွက်ကတော်တော်လေးနည်းနေတာကိုတွေ့ရတယ်။ဒါပေမဲ့တစ်ဖက်မှာကျတော့ follower အနည်းငယ်ပဲရှိတဲ့ဒုတိယ account က video တွေက view million များစွာရနေတာကိုတွေ့ရတယ်ပေါ့။ဒါက Banetry metric ရဲ့အားနည်းချက်ကိုထင်ရှားစေတဲ့ဥပမာတစ်ခုပါ။ follower များတာကကြီးကောင်းတဲ့ကိန်းကနန်းတစ်ခုလိုပဲကျွန်တော်ကတော့မြင်ပါတယ်။တကယ်တမ်းဒီဥပမာမှာကဗီဒီယိုကြည့်ရှုနှုန်း actionable engagement ကပိုပြီးအရေးကြီးကြောင်းပြသနေတာပါ။ဒါကြောင့်ကျွန်တော်တို့ actionable metric တွေစီကိုအာရုံပြောင်းဖို့လိုပါမယ်။ actionable metric တွေကဘာတွေလဲဆိုရင်ဥပမာအားဖြင့် conversion rate ပစ္စည်းဝယ်သူနှုန်း click through rate website ဝင်ရောက်သူနှုန်းဒါမှမဟုတ် view rate လို့ခေါ်တဲ့ဗီဒီယိုကြည့်ရှုနှုန်းလိုမျိုး ROI ကိုတိုက်ရိုက်တိုင်းတာနိုင်တဲ့ကိန်းကနန်းတွေလို့ပြောနိုင်ပါတယ်။ဒီ metric တွေကသာဘာကြောင့်အောင်မြင်ခဲ့တာလဲဆိုတော့ကျွန်တော်တို့ရဲ့ wine ကိုဖော်ပြပေးနိုင်ပါတယ်ဒီလိုပြောလိုက်လို့ Banetry metric တွေကိုကျွန်တော်တို့ကလုံးဝပြစ်ပယ်လိုက်ဖို့မလိုပါဘူးသူ့ကိုကျွန်တော်တို့က optimization metric အဖြစ်အသုံးပြုနိုင်တယ်ဥပမာ like ဒါမှမဟုတ် impression များတဲ့ post တစ်ခုတွေ့ရင်ဘာကြောင့်များတာလဲဆိုတဲ့အကြောင်းရင်းကိုကျွန်တော်တို့ကရှာလို့ရပါတယ်လုပ်ငန်းတွေအနေနဲ့က KPI တွေကိုသတ်မှတ်တဲ့အခါမှာ follower ကောက်လို့ Banetry metric ကိုရှောင်ပြီးတော့ actionable metric ကိုသာအဓိကထားသင့်ပါတယ်ဒါမှသာကိုယ့်ရဲ့ marketing budget တွေကအလဟတ်တမဖြစ်တော့မှာပါနောက် episode တစ်ခုမှာဒီ metric တွေကိုကျွန်တော်စနစ်တကျပြုပြင်မဲ့ framework အကြောင်းကိုဆက်ပြောပြပေးပါမယ်စမ်းသပ်ပါသင်ယူပါကြီးထွားလာပါ